at the train station ယထာဘူတာမှာပြောဆိုမဲ့စကားလုံးလေးတွေပါ Good morning, how can I help you ဘာကူညီပေးရမလဲ Good morning, I would like to take the train to New York City New York ကိုယထာစီးခြင်းလို့ပါ One way or round trip one way ဆိုတော့အသွားတစ်ကြောင်းနဲ့သို့မဟုတ်အပြန်တစ်ကြောင်းနဲ့ round trip ဆိုတော့အသွားနဲ့အပြန်နှစ်ကြောင်းလားဒီလိုမေးတာပါOne way please တကြောင်းနဲ့ပါ That's $12 $12 ကြာမယ် and the next train leaves in 15 minutes 15မိနစ်အတွင်းမှာနောက်ထပ်ရထားထွက်ခွာမယ်ဒီမှာမှတ်သားစရာလေးတစ်ချက်ရှိပါတယ်နောက်ထပ်15မိနစ်ဆိုတာကတကယ်တော့ရောက်ပြီလားပြောရင်မရောက်သေးပါဘူးမရောက်သေးဘူးဆိုတော့ဘယ်လိုမျိုးသတ်မှတ်လို့ရလဲပြောရင် future tense လို့သတ်မှတ်လို့ရပါတယ်အလွယ်စဉ်းစားမယ်ဆိုရင်တော့ the next train will leave in 15 minutes ဆိုပြီးတော့ future tense ကိုစဉ်းစားစရာရှိပါတယ်တိုးတော့ကျွန်တော်တို့က schedule တွေကိုပြောတဲ့အခါပုံမှန်သွားလာမှုတွေကိုပြောတဲ့အခါမရောက်သေးတော့လည်းပဲ present tense ပဲသုံးရပါတယ်ဒါဆိုရင်ဘယ်ခါမှ future မသုံးမဲနဲ့ present ပဲသုံးရလဲပြောရင် schedule တွေကိုပြောချင်တဲ့အခါပါထပ်မေးပါမယ် is there a later one နောက်ထပ်တစ်စီးရှိလားဒီမှာသုံးထားတဲ့ one ဒီ train ကိုရည်ညွှန်းတာပါ is there a later one is there a later train နောက်ထပ်တစ်စီးရှိလား yes there is also one at 2:30နှစ်နာရီခွဲမှလည်းတစ်စီးရှိပါသေးတယ် Thank you I will take the later one ကျေးဇူးပဲနော်ကျွန်တော်နောက်ကျတဲ့အစီးကိုယူမယ်နောက်ကျတဲ့အစီးကိုစီးမယ်What platform does the train leave from ဘယ်စင်းကြံကနေပြီးတော့ယထာထွက်တာလဲ It leaves from platform 3 3ကနေထွက်တာပါ Just stand right here ဒီကနေညာချို and go straight တဲတဲကိုသွား Thank you ကျေးဇူးပဲနော် You're welcome and safe travels ကျေးဇူးပါတယ်လုံခြုံစိတ်ချတဲ့တော်လှန်မှုလေးဖြစ်ပါစေessential phrases လေးတွေကိုလေ့လာပါမယ် Buy a train ticket traveler ယထာလက်မှတ်တစ်ခုဝယ်မယ် traveler ခီးတဲ့တယောက်အနေနဲ့ဝယ်မယ်ဆိုရင် Where are the ticket machines လက်မှတ်ဝယ်လို့ရတဲ့ဆက်ကဘာမှလဲငွေချေမယ်လက်မှတ်ထုတ်မယ်ဒီဆက်ကဘာမှလဲနောက်တစ်ခု Where's the ticket office ဒါမှမဟုတ်လေယထာလက်မှတ်ရောင်းတဲ့ရုံးကဘာမှလဲ Can I buy a ticket on the train ယထာပေါ်ရောက်မှလက်မှတ်ဝယ်လို့ရလားI like a single ticket to Los Angeles. Los Angeles LAO အသွားတစ်ချောင်းနဲ့လက်မှတ်ဝယ်ခြင်းနဲ့ Could I get a ticket for the train to New York City? New York မြို့သွားမယ်လက်မှတ်တစ်စောင်ဝယ်လို့ရမလား What is the cheapest way to get to Washington DC? Washington DC ကိုရောက်မယ်ဈေးသက်သာဆုံးနည်းလမ်းဘာလဲ How much does a round trip ticket to Austin cost? Austin ကိုသွားမယ်အသွားပြန်ယထာလက်မှတ်ဘယ်လောက်ကျလဲ What time does the train leave ဘယ်ချိန်မှယထာထွက်ခွာလဲ Is there a later train နောက်ကျတဲ့ယထာရှိလားဒီတဲ့အချိန်နောက်ကျတဲ့ယထာ What platform does the train leave from ဘယ် platform နေထွက်လဲ Do I have to change trains ယထာပြောင်းစီးရမလား Is food served on the train ယထာပေါ်မှာအစားအသောက်တွေရောင်းလား How long is the train delayed for ဘယ်လောက်ကြာမြန်နှောင့်နှေးစေလဲ Do you know why there is a delay ဘာကြောင့်ဒီကနှေးနေရလဲသိလား Buy a train ticket employee အလုပ်သမားတယောက်ကနေပြီးတော့train ticket ယထာလက်မှတ်ကိုဝယ်မယ်ဆိုပါစို့နော်ဒါ employee ကပြောမှာပေါ့ပြောမယ်ဆိုကြဒီ traveler နဲ့ employee ပေါ့เนาะနှစ်ခုပြောမယ်ဆိုရင် versus traveler ဒါဝယ်သူဒါကရောင်းသူဒီလိုပြောချင်တာ When would you like to travel ဘယ်အချိန်မှာခီးသွားချင်တာလဲ
where would you like to travel to ဘယ်ကိုသွားချင်တာလဲဗျာ what kind of ticket would you like ဘယ်လိုမျိုးလက်မှတ်မျိုးလိုချင်တာလဲ do you have a rail pass ယထာပေါ်တက်ရောက်ခွင့်ဖြတ်သန်းခွင့်လက်မှတ်ရှိလား there are ticket machines down by the platform အဲ့ဒီဇင်းကျန်ရဲ့ဘေးနားမှာဆက်တွေရှိတယ် you will have to change trains to get to Austin ကိုရောက်ဖို့အတွက်ခင်ဗျာယထာတွေပြောင်းရမယ် the train leaves from platform 9 platform 9ကနေပြီးတော့ယထာထွက်တယ် the next train is leaving in a half hour နိုင်ဝက်လောက်ကြာလို့ရှိရင်နောက်တစ်တစ်စီးထွက်တယ်ထွက်တော့မယ်ပေါ့ဒီမှာတော့ပြောတာတော့ is leaving ဆိုထွက်တော့မယ်လို့ပြောတာပါ certain future ပါ The train to Washington DC leaves at 5:15 9:15မှာ Washington DC ကိုထွက်တယ် You can buy refreshments on the train စားစရာတောက်စရာလေးတွေအေးလေးတွေအချိုအေးလေးဒါလေးဝယ်လို့ရတယ် The train is delayed ယထာကနောက်ကျမယ်နှောင့်နှေးနေတယ် due to an electrical problem on board ဒီယထာပေါ်မှာလျှက်စစ်ပြဿနာလေးရှိတော့ The train is delayed for 2 hours 2 နာရီလောက်တော့နောက်ကျမယ် At the platform ယထာစင်းညမှာဆိုဘယ်လိုစကားလုံးလေးပြောမလဲ Is this the right platform for the train heading to Chicago ကိုဦးတည်နေတဲ့ယထာလား Which platform do I need for the train going to Washington DC Washington DC သို့သွားတဲ့ယထာအတွက်ဘယ် platform ကိုကျွန်တော်လိုရလဲ Which platform is our connection at ကျွန်တော်ကဘယ်စင်းကြံမှာဆက်ရမှာလဲ The train arrives at platform 9 platform 9မှာရောက်ရှိမှာပါယထာ The next train to arrive at platform 4 is the one to New York City platform 4ကိုရောက်ရှိလာမယ့်နောက်ထပ်ယထာကတော့ New York City သွားမယ့်ကောင်ပါ The train is running late ဆိုနောက်ကျနေရလို့ပြောတာပါဒါလေးအလွတ်ချက်ထားလို့ကောင်းပါတယ် is running late The train နေရာမှာတော့ကြိုက်တာလေးထည့်လို့ရ The car is running late I'm running late ကျွန်တော်နောက်ကျနေကားနောက်ကျနေကြိုက်သလိုပြောလို့ရပါတယ် The train's been cancelled ယထာခီးစဉ်ကိုဖျက်သိမ်းလိုက်ပြီ Can I see the timetable please timetable ကိုကြည့်လို့ရမလား First class books towards the front of the train ယထာရဲ့ရှေ့သို့သွားပါအဲ့ဒါဘာအတွက်လဲပြောရင် first class books တကယ်ပထမတန်းစာစီးနှင်းမှုအတွက်ဆိုအဲ့ကိုသွားပါ all abroad ဆိုတော့ဒါ warning တခုပါပဲမြေတာထွက်ကနေကြလို့ရှိရင်ပြောလို့ရှိပါ warning ပါအားလုံးယထာပေါ်ရောက်ပြီးအစင်းသင့်ဖြစ်ပြီးဒီလိုသဘောပြောတာပါ On the train ယထာပေါ်မှာဆိုရင်တော့ဘာပြောလဲပြောရင် is this seat free ဒီထိုင်ကုန်ကအားလား do you mind if I sit here ဒီမှာထိုင်လို့ရမလားဗျာ May I store my luggage in the hole ဒီလိုသိမ်းစီးရဲ့နေရာထဲမှာလေကျွန်တော်ရဲ့ luggage အိတ်ကိုထားလို့ရမလားနောက်တစ်ခု tickets please ကျေးဇူးလက်မှတ်တွေပြပါ May I see your tickets please လက်မှတ်လေးကြည့်ပါစေ All tickets and rail cards please လက်မှတ်တွေနောက်ယထာဝတ္တရောက်ခွင့်တွေအကုန်လုံးကျေးဇူးပြပါ I've lost my ticket ကျွန်တော် ticket ကိုပျောက်ဆုံးခဲ့တယ် I can't find my ticket ရှာလို့မတွေ့ဘူး That's this train stop at Los Angeles မှာရက်လား What's the next stop နောက်ထပ်ရက်တန်းမှုပူတာဘယ်မှာလဲဘာလဲ What time will we arrive ဘယ်ချိန်ကျွန်တော်ရောက်မလဲ We are now approaching New York City New York မြို့ကိုကျွန်တော်တို့ကချင်းကပ်နေတယ် Don't forget any luggage and personal belongings ခင်ဗျားရဲ့ပိုင်ဆိုင်မှုတွေဒါမှမဟုတ်အိတ်တွေကိုမမေ့ပါနဲ့ Did you catch what they said over the speaker အဲ့ဒီပြောနေတဲ့ဟာကိုခင်ဗျားကြားလား What's the buffet car buffet အစားအသောက်ရောင်းတယ်ဒီယထာတွေဘယ်မှာလဲ Refreshments can be purchased in the third car ယထာတွေ3မှာဒီလိုအေးလေးတွေဝယ်လို့ရတယ် Could you watch my step when I go to the bathroom ကျွန်တော် bathroom တစ်ချက်သွားနေတဲ့အချိန်မှာတန်းစင်ကောင်သွားနေတဲ့အချိန်မှာကျွန်တော် step ပစ္စည်းလေးကိုကြည့်ပြီးထားလို့ရမလားဒါလေးကသင်ခန်းစာရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ပါမယ် Summit English 2016
YouTube channel လေးကို like share subscribe လုပ်ဖို့အတွက်ဖိတ်ခေါ်ပါတယ်